အားလုံးပဲမင်္ဂလာပါကျောင်းကတက်ရဲ့ဂျိုကြီးပဲဖြစ်ပါတယ်ကျောင်းကတက်ရဲ့ဂျိုကြီးဒီကြောင့်ခဲရုံဆန်းကိုကြောင်းနေတာပဲဖြစ်ပါတယ်ဒီနေ့ကထူးထူးခြားခြားတညကြိုးလာအိပ်ပြီးတော့လာတာပဲဖြစ်ပါတယ်ကျွန်တော်ကောက်ပါကန်အခြေကြီးပဲဖြစ်ပါတယ်ကောက်ပါကန်အခြေကြီးပါဒီကစတက်မှာပဲဖြစ်ပါတယ်1 2 3 4ခုလုံးသွားမှာပဲဖြစ်ပါတယ်လုံးဝဆောက်နာမည်သပ်သံဒူပုံကနုံပုံတော့ဆောက်သွားမှာပဲဖြစ်ပါတယ်နေရာဒီဆိုပြီးတော့ဝယ်စားပပလေးတွေကိုလာတာဗျာဒီရောက်တော့ချမ်းတယ်အောက်ကလည်းဘောင်းမီတိုနဲ့ဒုံးမဆာဆိုတဲ့ဒီဘုံကြီးကျောင်းကိုတောင်းနေလမ်းပဲဖြစ်ပါတယ်တောင်းနေလမ်းမှာဒီတကုံလေးရှိပါတယ်နေရာဒီဆိုရင်တော့အရန်ကိုလှပြီးတော့အေးချမ်းတဲ့နေရာပါဝါဘုံကြီးကျောင်းမအူးလို့ပြောမှာပါနော်မအူးရောက်ပါပြီโอ้လှနေတော့စိတ်နေပါโอเคပုံရိုက်ကြရအောင်ဗျာโอเคနောက်တစ်ခုဒါကတော့ပုံရိုက်နေတာပဲဖြစ်ပါတယ်နော်အေးဟုတ်တယ်ဗျာဟုတ်တယ်ဗျာဟုတ်တယ်ဗျာဟုတ်တယ်我家一哎呦操了哎呀那陪我爸爸哩စားပြီးဆိုတော့ပြန်ပြီးတော့တက်ပါမယ်တကယ်ရာသီဥတုကတော့ကိုယ့်ဘက်မှာပါလုံးဝကိုစိမ့်လန်းဆူပြေနေပြီးတော့နေလဲထွက်လာပါပြီနေထွက်လာပြီဆိုတာနဲ့လုံးဝရာသီဥတုကလှနေတော့မှပဲဖြစ်ပါတယ်ဒါကြောင့်လည်းကိုပတ်စံချီတာကျွန်တော်ဒီတော့ကလောက်ပြန်ပေးကျွန်တော်လည်းတစ်ခါလုံးဝကိုရမ်းမိုက်တယ်ဗျာလုံးဝကိုစိမ့်ဆူနေပြီးတော့လေလုံးဝရေတကောင်ဗျာလုံးဝရေတကောင်တောက်လျှောက်လမ်းကျွန်တော်တို့ဟိုရွေးထားတဲ့လမ်းကတော့ဒီလမ်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒီရှေ့မှာနာမည်ကြီးဗုဒ္ဓဘာသာဘုန်းကြီးကျောင်းရှိတယ်ဆိုလို့ဝင်ကြည့်ပါမယ်ဒါလုံးဝရှေးအောင်ရင်ဒီမှာဝင်နေတယ်ဖြစ်ပါတယ်ဒီမှာဆိုရင်အပေါ်မှာဆိုရင်ခေါင်းလောင်းရှိမယ်ဒီဘက်မှာကျတော့စီတော်ကြီးရှိမယ်ဒီအလဲတက်ရတာစီတော်ကြီးပဲဖြစ်ပါတယ်ဘဝင်တော့ပါဗျာအရန်တိတ်ဆိတ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ခေဗျာဒီနေရာလေးပြန်ရောက်လာပါပြီတောင်ကဒီကနေပြီးတော့တက်အောင်ပါလုံးဝရေစီးနေတဲ့အတန်လေးနဲ့ဒီကောင်ကနေပြီးတော့ရေစီးနေတာရောက်ပါရဲ့မြင်နေရပဲဖြစ်ပါတယ်ဖေဟာအမဖေဟာပဲဖြစ်ပါတယ်ကိုရီးယားလိုတော့နာမည်ထပ်ပြီးပြောပါတယ်ရောက်ပါရဲ့ပြန်လာလိုက်ဘက်ကပို့ပြီးကြီးပြီးပို့ပြီးရှည်တာကတော့အမျိုးသားဖျားပေါ့နော်ဒီဘက်ကအသေးလေးအမျိုးသမီးဖျားပေါ့နော်ဆောင်းကတော့တိထားတာကတော့အမှားလို့ထင်ခဲ့တာပေါ့နော်ဒီမှာစားသေးချဖက်ကြည့်လိုက်တော့အမှားမဟုတ်ဘူးပေါ့နော်ဒီဗုဒ္ဓဘာသာကိုတရားကျင့်ကြံအားထုတ်တဲ့ဘုန်းကြီးနဲ့
ဒီနောက်ထပ်မေတီလာရှင်ပေါ့နော်အဲ့လိုပုံစံမျိုးပြောရမယ်ဒါပေမဲ့သူတို့ကလုံးဝနာမည်ကြီးထင်ရှားတဲ့အတွက်ကြောင့်မို့သူတို့ကိုအမွာဖျားဆိုပြီးတော့ဒီကိုစားပြုဖျားတည်ထားတာပဲဖြစ်တယ်လို့ရေးထားပါတယ် fight it ထားမယ်ဟိုခဏနားမရမယ်ဖုန်းကသိမ်းလို့ရပါတယ်15မိနစ်တည်းဖုန်းတော့အမြန်အားသွင်းပါနော် quick charger နဲ့သွင်းရမှာနော်ဆိုလာနဲ့ဟာချုံရှိကြတက်ပါမယ်ဒီလိုလေကားလေးနဲ့တက်ပါမယ်โอเคတော်ရတဲ့ရောက်ပါပြီခင်ဗျာဆမ်ဘူလ်ပုံမဲ့ဖြစ်ပါတယ်တစ်ထိတ်တက်ပြီးတော့နောက်တစ်ထိတ်ကိုသွားပါမယ်တရောင်တက်မယ်တရောင်ပြန်ဆင်းပါမယ်ဝါဆက်ပြီးတော့တက်ပါမယ်တောင်ထိပ်ထီမရ view တွေအများကြီးတက်ပါသေးတယ်ဟဲ့ really ရလေလာပါလမ်းလေးတက်ပါမယ်ဒီလို style လေးနဲ့ okay okay 好beautiful 就是哇လာလိုက်တာတော့ view တွေရပဲညာလာလိုက်တာ Love with you, love with you. Feel so true, feel so new. Love with you, love with you. Every moment just me and you. Every day is shining bright. In your eyes I see the light. ညာလေးတက်ကြည့်ပါမယ်ဒီညာလေးတက်ကြည့်မယ် okay ဘာရှိလဲတက်ကြည့်မယ် okay wow Holding hands under the stars. With you I can go so far. Every day shining bright. In your eyes I see the light. Can't believe this feels so right. Love with you, love with you. ခုကစပြီရမ်းလှတဲ့ဖြူကြီးလောက်တော့မယ်
ဟုတ်လားပြန်ဆင်းလာတာမနက်ကဖះเจ้าကိုပြန်ပြီးရောက်ပါပြီ12နာရီခွဲပဲရှိပါသေးတယ်ခင်ဗျာကဲတောင်ကြီးပြန်ရောက်ပါပြီခင်ဗျာဒါဆင်း6နာရီကြာပါပြီခင်ဗျာလာတော့ကတော့လူတယောက်မှမရှိဘူးအခုကြောင့်လူနဲတာပေါ့ဟာကြိုက်ထီကိုဖះကိုရောက်နေပါတယ်လာပါနဲ့မရှိခဲ့သူစရာဤတော့ပါရောဒီရရနော်ရတယ်ကျွန်တော်ညနာပြောင်း Love with you, love with you. Feels so true, feels so new. Love with you, Đâu vậy? love with you.